အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ရွှေမြို့တော်ကငရဲခန်းဆိုတဲ့ဇာတ်လမ်းကောင်းလေးပုဒ်ကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ပြီးအားပေးခဲ့ကြပါအောင်ခင်ဗျာဒူဘိုင်းပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့တောက်ပခမ်းထားတဲ့မီးအောင်အောက်မှာတီတာတယောက်ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ခြေချခဲ့ပါတယ်ဝဲစားပြောခဲ့တဲ့လာစာကောင်းကောင်းအလောက်အကင်ကောင်းကောင်းနဲ့မိသားစုကိုလုံကျွေးနိုင်တော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေကသူမရဲ့ရင်ထဲမှာပြည့်နှက်နေခဲ့တာပါဒါပေမဲ့လေစိတ်အပြင်ဘက်ရောက်လို့သူမကိုလာကြိုတဲ့အလုတ်ရှင်ရဲ့မျက်နှာထားနဲ့စူးရှားတဲ့အကြည့်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့တစ်ချက်တုံ့လှုပ်သွားခဲ့ပါတယ်ကြီးမားကျယ်ဝန်းလာတဲ့အင်ကြီးတအိမ်ကိုရောက်တာနဲ့ဧကန်ထဲမှာတင်တီတာရဲ့ passport နဲ့ဖုန်းကိုအလုတ်ရှင်ကအတင်းအဓမ္မသိမ်းယူလိုက်ပါတော့တယ်လိုချိန်ကစပြီးသူမရဲ့လွတ်လပ်ခွင့်မှန်သမျှရုပ်ကြီးပျောက်ကွယ်သွားပြီးပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ရပါတယ်။နေအိမ်ကြီးရဲ့ကြီးမားလှတဲ့ဒကမကြီးတွေဟာသူမအတွက်တော့တသက်စာပိတ်လောင်ခံလိုက်ရတဲ့ထောင်တကားကြီးတွေလိုပါပဲ။နားရမရှိညနေတကောင်အထိမနာတမ်းလှုပ်ရတဲ့အိမ်လှုပ်တွေကြားထဲမှာတီတာတယောက်လူလိုပင်မောပန်းနွမ်းနေလာခဲ့ပါတယ်။သမင်းဝအောင်မကြွေးပဲနှိပ်စက်ညှဉ်းပန်းမှုတွေစတင်လာတဲ့အခါမှာတော့ဒူဘိုင်းဆိုတဲ့ရွှေမြို့တော်ကြီးဟာသူမအတွက်ငဲကန်းတစ်ခုဖြစ်လာခဲ့ပါပြီ။အခန်းကျင်းလေးထဲမှာတယောက်တည်းဒူးကောင်းလေးပိုက်ပြီးငိုကြွေးနေတဲ့ညတွေဟာရေတွက်လို့ပင်မရတော့ပါဘူး။သွေးပြတ်ခြောက်ချားစရာကောင်းတဲ့စုစုပေါင်း3နှစ်တာအိမ်မက်ဆိုးကြီးရဲ့ပထမဆုံးရက်စွဲတွေဟာဒီလိုနဲ့ပဲအစာပြုတ်ခဲ့ပါတော့တယ်။နေရက်တွေကုံလွန်လာနဲ့အမျှတီရအပေါ်ထားရှိတဲ့အလုတ်ရှင်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေဟာပုံမဆိုးရလာခဲ့ပါတယ်။အရိုက်နဲ့ခံရလို့ခန္ဓာကိုယ်အနှံ့နာကျင်ကြိုက်ခဲနေပေမဲ့လည်းအနားယူဝင်မရှိပဲငိုယိုပြီးအလုပ်တွေကိုဆက်လုပ်ခဲ့ရပါတယ်။မြမပြည်မှာကြံခဲ့တဲ့မိဘတွေကိုလွမ်းဆော့ပေမဲ့ဆက်သွယ်ခွင့်မရှိတာကြောင့်သူတို့သမီးလေးဘလောက်ဒုက္ခရောက်နေမလဲဆိုတာဘယ်သူမှမသိနိုင်ခဲ့ပါဘူး။အင်ကြီးရဲ့ဗရင်ပေါက်တွေမှန်နေကနေတဆင်အပြင်ဘက်ကကောင်းကင်ကြီးကိုငေးကြည့်ရင်လိုမြောက်ခွင့်ရမယ့်နေ့ကိုနေတိုင်းမျှော်လင့်နေခဲ့မိပါတယ်။တခါတရံအင်ရှင်တွေစာကျွင်စားကြံကိုသာခိုးစားရတာကြောင့်တီရရဲ့ခန္ဓာကိုယ်ဟာတနေ့ထက်တနေ့ပိန်ချုံပြီးအားရင်ကုန်ခန်းလာခဲ့ပါပြီ။ညဘက်ဆိုရင်လည်းအခန်းကျင်းလေးထဲမှာအပြင်ကနေတော့ခတ်ပိတ်လောင်ခြင်းခံနာရတာကြောင့်မီးလောင်ရင်တော့ပြေးစရာမြေမရှိတဲ့အခြေအနေပါ။မျက်ရည်တွေနဲ့ခေါင်းအုံးဆိုခဲ့ရတဲ့ညပေါင်းများစွာဟာတီရရဲ့စိတ်ပိုင်းဆိုင်ရာကိုပါတဖြည်းဖြည်းခြောက်ခြားပျက်စီးလာစေခဲ့ပါတယ်။ဘာပြတ်မှတ်မရှိပဲခံစားနေရတဲ့ဒီလိုငရဲဘဝကနေလွတ်မြောက်ဖို့အတွက်ကိုအစုံးစီရင်လိုက်ရင်ကောင်းမလားလို့တော့တွေးမိခဲ့ပူပါတယ်။ဒါပေမဲ့ဇာတိမြေကိုပြန်ကျင်တဲ့စိတ်မိဘတွေကိုပြန်တွေ့ကျင်တဲ့မျှော်လင့်ချက်လေးတစ်ခုခါပဲသူမကိုဆက်လက်အသက်ရှင်ဖို့အားပေးနေခဲ့တာပါ။ရက်ဆက်လုံးနဲ့ဒီပတ်ဝန်းကျင်အလယ်မှာနှိပ်စက်မှုတွေနဲ့ဖြတ်တန်းခဲ့ရတဲ့ပထမဆုံးတစ်နှစ်တာတက်တန်းဟာပြီးဆုံးသွားခဲ့ပါပြီ။ဒုတိယနှစ်ထဲကိုရောက်လာတဲ့အခါမှာတော့တီရရဲ့ဘဝဟာအရင်ကထက်ပုံမဆိုးရွားစွာဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လာစာတပြားတစ်ချက်မှမရတဲ့အပြင်အလုတ်ရှင်ကသူမကိုလူလိုမဆက်ဆံပဲတရိษံတကောင်လိုနှိမ်ချဆက်ဆံလာခဲ့တာပါ။အိမ်တွင်းအလုတ်တွေအပြင်ခြံဝင်းထဲကအလုတ်ကျန်းတွေကိုပါနေပူချိန်ပြင်းပြင်းအောက်မှာမူလဲမတက်လောက်ကင်ခဲ့ရပါတယ်။တခါကအစားအစာခိုးစားတယ်ဆိုပြီးဆွဆွဲကအမှောင်ခန်းထဲမှာနေရတိုင်တိုင်ရေတပေါင်းမှမတိုက်ပဲအကျဉ်းချခြင်းခံခဲ့ရဘူးပါတယ်။အမောင်ခန်းထဲကကြွက်တွေဘိုးဟက်တွေကြားမှာတီတာတယောက်သွေးပြတ်ခြောက်ခြားစွာနဲ့တကိုယ်လုံးတုံရီနေခဲ့ရပါတယ်။လုံမြောက်ဖို့ကြံစီတိုင်းလဲအိမ်ထဲမှာတက်ဆင်ထားတဲ့လုံခြုံရေးကင်မရာတွေကြောင့်ဘာမှလှုပ်လို့မရပဲစိတ်ပြတ်အားငယ်ခဲ့ရုံပဲရှိပါတယ်။ငါ့ကိုကယ်မဲ့သူဘယ်သူမှမရှိတော့ဘူးလားဆိုတဲ့အတွေ့နဲ့နေ့စဉ်ကောင်းကင်ကြီးကိုကြည့်ပြီးတောင်းစုတွေတွတ်ချွေခဲ့မိပါတယ်။ခန္ဓာကိုယ်မှာဒဏ်ရာအသစ်တွေထပ်တိုးလာတိုင်းမြမပြည်ကအမေပြင်ပေးတတ်တဲ့ထမင်းဝိုင်းလေးကိုမျက်စိနဲ့ပြေးမြင်နေခဲ့တာပါစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါလုံးဝချိုးတဲ့ပျက်စီးနေတဲ့တီရကိုအိမ်မက်ဆိုးတွေကညာတိုင်းခြောက်လှန့်လို့နေပါတယ်လူပိုင်းရဲ့တောက်ပတဲ့မီးဟောင်တွေအောက်မှာတီရတယောက်ဒုတိယမြောက်နှစ်ကိုအသက်ရှင်လျက်ငရဲခံရင်ဖြတ်တန်းနေခဲ့ရပါတော့တယ်တတိယနှစ်ထဲကိုချင်းကပ်လာချိန်မှာတော့တီရရဲ့ရင်ထဲမှာအကြောက်တရားတွေကသွေးပြတ်စရာကောင်းလောက်အောင်ကြီးစိုးလာခဲ့ပါတယ်
အလုံးရှင်ရဲ့ခြေတံကြားယုံများနေတင်တကိုယ်လုံးတုံရီလာပြီးဘာမှလုံးမိလို့ထိုက်ရိုက်ခံရမလဲဆိုပြီးစိုးရိမ်စိတ်နဲ့ပြာခတ်နေခဲ့တာပါတခါတရံအင်ရှင်တွေကသူမကိုစိတ်ထွက်ပေါက်အဖြစ်အကြောင်းပြချက်မရှိဘဲဆဲဆိုရိုက်နှက်တာတွေကိုပြန်ပြောခွင့်မရှိဘဲခံခဲ့ရပါတယ်ဘာသာစကားမတက်ခြေကြားမြေကြားမှာအားကိုးရမဲနေတဲ့တိရအတွက်တရက်တလဟာနှစ်ပေါင်းများစွာလိုကြာရှည်လွန်းလာပါတယ်ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေကတက်တာသွားပေမဲ့နှိပ်စက်ခံရတဲ့အကြောက်တရားစိတ်ကတော့ညစဉ်အိမ်မက်ဆိုးတွေအဖြစ်ခြောက်လန့်နေသေးပါမျက်ရည်တွေလည်းခန်းချောက်လူနီးပါးဖြစ်လာပြီးမျက်ဝန်းတွေဟာလည်းအသက်မဲ့တဲ့အယုတ်တရုတ်လိုမင်းမိန်အေးဆက်လိုသွားခဲ့ပါပြီအိမ်ကြီးတဲ့ကိုလာလေကြတဲ့အလုရှင်ရဲ့မိတ်ဆွေတွေကလည်းတီတာရဲ့အခြေအနေကိုမြင်ပေမဲ့မသိချင်အောင်ဆောင်ပြီးလျစ်လျူရှုခဲ့ကြပါတယ်ဒီကဘာပေါ်မှာသူမဟာအထီးကျန်ဆုံးနဲ့အကူအညီမဲ့ဆုံးလူသားတစ်ယောက်ဖြစ်နေပြီလို့တီတာတယောက်ခံစားခဲ့ရပါတယ်နေ့စဉ်နှိပ်စက်ညှဉ်းပန်းမှုတွေကြားတဲ့ကပဲမိခင်ဖြစ်သူရဲ့မျက်နှာကိုမြင်အောင်တိုင်းမသေးယုံတမဲအသက်ကိုဖတ်နဲ့ထုတ်ထားခဲ့ရတာပါမျောလင်းချက်မဲ့ခြင်းအမှောင်တို့ထဲမှာတီတာတယောက်သွေးပြတ်ခြောက်ကြားဖွယ်ရာနေရက်တွေကိုဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်၃နှစ်မြောက်ရဲ့အလဲပိုင်းမှာတော့တီတာဘဝကိုပြောင်းလဲစေမယ်အခွင့်အရေးတစ်ခုမမျှော်လင့်ပဲရောက်ရှိလာခဲ့ပါတယ်အလုရှင်တွေအပြင်သွားရင်းဧကန်ဇပွဲပေါ်မှာဖုန်းတစ်လုံးမေးကြံခဲ့တာကိုတီတာတယောက်တန်ရှင်းရေးလုပ်ရင်တွေးလိုက်ရတာပါနှလုံးခုန်တန်တွေဒိန်းဒိန်းနဲ့တကိုယ်လုံးတုံရီနေပေမဲ့လည်းဒါဟာနောက်ဆုံးအခွင့်အရေးပဲဆိုပြီးဖုန်းကိုအမြန်ကောက်ယူလိုက်ပါတယ်မြန်မာပြည်ကပွဲစားစီဖုန်းဆက်ဖို့ကြိုးစားပေမဲ့ဖုန်းနံပါတ်တွေကအဆက်အသွယ်မရတော့ပဲလိုင်းလွှင့်သွားခဲ့ရပါတယ်စိတ်ပြက်လက်ပြက်ဖြစ်နေရကနေလူမှုကွန်ရက်စာမျက်နှာတစ်ခုပေါ်မှာတွေ့ဘူးတဲ့မြန်မာအလုပ်သမားကူညီရေးအဖွဲ့တစ်ခုကိုသတိရသွားခဲ့ပါတယ်အကြောက်တရားတွေကိုဘေးဖယ်ပြီးထိုအဖွဲ့ရဲ့ဖုန်းနံပါတ်စီကိုတုံရီနေတဲ့လက်ချောင်းတွေနဲ့ message အမြန်လှမ်းပို့လိုက်ပါတယ်ကျမကိုကဲပါဦးဒူဘိုင်းမှာအနှိမ့်ဆက်ခံနေရလို့ပါဆိုတဲ့စာသားလေးနဲ့အတူအိမ်လိပ်စာကိုအမြန်ရိုက်ထပ်ခဲ့တာပါအလုပ်ရှင်တွေပြန်လာကနီးခြေတံကြားရချိန်မှာတော့ဖုန်းကိုမူလနေရာအတိုင်းအမြန်ပြန်ထားပြီးရင်တမမနဲ့ပုံနေခဲ့မိပါတယ်အကူအညီရမလားမရဘူးလားမသိကြပေမဲ့ဒီနေ့ဟာ၃နှစ်တာကာလအတွင်းတီတာအတွက်ပထမဆုံးမျောလင်းချက်အလင်းအောင်ပါပဲဒိုညကစပြီးတီတာတယောက်အကူအညီပေးမဲ့သူတွေရောက်လာမဲ့ရက်ကိုရင်တလက်လက်နဲ့စောင့်မျှော်နေခဲ့ပါတော့တယ် message ပို့ပြီးတဲ့နောက်ပိုင်းနေ့ရက်တွေဟာတီတာအတွက်တစ်စက္ကန့်ချင်းစီကအစရင်တုံစရာကောင်းလွန်းလှပါတယ်အလို့ရှင်ကသူမဖုန်းခိုးသုံးခဲ့တာကိုဂျိမ်းမိသွားမလားဆိုတဲ့အတွေ့နဲ့ညဘက်တွေမှာအိမ်မပျော်ပဲလက်လက်နိုးနေခဲ့ရတာပါအိမ်ရှိမှာကားတစ်စီးရက်လိုက်တန်ကြားနိုင်လေကယ်ဆယ်ရေးအဖွဲ့များရောက်လာပြီလားဆိုပြီးဗရင်ပေါက်ကနေချောင်းကျင်းမိပါတယ်ဒါပေမဲ့နေ့ရက်တွေသတင်းပတ်တွေကုန်လွန်သွားတဲ့အထိဘာထူးခြားမှုမှရှိမလာတာကြောင့်တီတာတယောက်စိတ်သက်ကြလာခဲ့ရပြန်ပါတယ်သူတို့ငါးစာကိုမဖတ်မိရလားဒါမှမဟုတ်မကဲနိုင်တာလားဆိုတဲ့အတွေးတွေကသူမကိုပို့ပြီးအားငယ်စေခဲ့တာပါဒီကြားထဲမှာအလုပ်ရှင်ကအလုပ်တစ်ခုအမှားယွင်းရှိတယ်ဆိုပြီးတီတာကိုပါရိုက်ပုတ်ခတ်တာကြောင့်စိတ်ဆင်းရဲမှုကအထွတ်အထိပ်သို့ရောက်ခဲ့ပါတယ်မျက်ရည်တွေကြားကနေအမေသမီးကိုကဲပါအောင်လို့စိတ်ထဲကနေဒဇာဇာအော်ဟစ်တောင်းတနေမိပါတယ်ခန္ဓာကိုယ်ရဲ့နာကျင်မှုတွေထက်ကဲမဲ့သူမရှိတော့ဘူးဆိုတဲ့အသည့်ကတီတာရဲ့နှလုံးသားကိုပုံမဆုပ်ပြတ်စေခဲ့တာပါမျောလင်းချက်အလင်းရောင်လေးပျောက်ကွယ်လူနီးပါးဖြစ်နေတဲ့အချိန်မှာပဲအိမ်ရှိစီကနေလူစိမ်းတွေရဲ့စကားပြောတန်တွေကိုကြားလိုက်ရပါတယ်။ထိုတန်တွေထဲမှာမြန်မာစကားပြောတန်ခတ်တဲ့ပါဝင်နေတာကိုကြားလိုက်ရချိန်မှာတော့တီတာရဲ့ရင်ခုန်တန်တွေတရိန်တိန်ပြန်လည်မြန်ဆန်လာပါတော့တယ်။ခြံရှိကမြန်မာစကားပြောတန်ကြောင့်တီတာတကူလုံးရှိသမျှအားရင်တွေရုတ်တရက်ပြန်လည်ပြည့်နှက်လာလို့ခံစားလိုက်ရပါတယ်။အိမ်ရှိဧကန်စီကိုဝုံတိုင်းကျပြေးထွက်လာချိန်မှာတော့အလုသမားကူညီရေးအဖွဲ့နဲ့တူရဲတပ်ဖွဲ့ဝင်အချို့ကိုပါတွေးလိုက်ရတာပါအလုရှင်မျိုးသမီးဟာတီတာကိုပေးမတွေ့ပဲအော်ဟစ်ဆဲဆိုကတကားပိတ်ဖို့စူးစမ်းပေမဲ့ရဲတွေကတားဆီးပိတ်ပင်ခဲ့ပါတယ်ကျမကိုကဲပါအောင်လို့တီတာတယောက်အော်ဟစ်ငုံယူပြီးကူညီရေးအဖွဲ့သားတွေစီပြေးဝင်ခိုလုံလိုက်ပါတော့တယ်အလုရှင်ကတီတာကိုလှုံမပေးခြင်းပဲအတင်းဆွဲခေါ်ဖို့စူးစမ်းတာကြောင့်ဧကန်ထဲမှာရုံရင်ဆန်ခတ်တွေဖြစ်ပွားခဲ့ရပါတယ်၃နှစ်တာကာလအတွင်းပထမဆုံးချိန်ဖြစ်ရဲတွေရဲ့အကာအကွယ်ကြောင့်အလုရှင်ရဲ့ရက်ဆက်တဲ့လက်တွေထဲကနေတီတာလွတ်မြောက်ခဲ့ရတာပါ
ဒါပေမဲ့အလုပ်ရှင်ကတီတာရဲ့ passport နဲ့အထောက်အထားတွေကိုလုံးဝထုတ်မပေးဘဲကြောက်တုံးမှုကြံစီနေစေဖြစ်ပါတယ်။ရဲစခန်းကိုလိုက်သွားရတဲ့လမ်းမှာတီတာရဲ့ရင်နဲ့မလုံးကြုံသေးပဲတကိုယ်လုံးတုံရီနေပြီးနောက်ကကားနဲ့လိုက်လာမလားလို့ကြောက်နေမိပါတယ်။ညင်ပန်းနှိမ့်ဆက်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်တွေကိုရဲတပ်ဖွဲ့ကမှတ်တမ်းတင်ယူချိန်မှာတော့အားလုံးကစိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ရပါတယ်။ငရဲကန်းအိမ်ကြီးတဲကနေရုံထွက်နိုင်ခဲ့ပေမဲ့ဥပဒေအကြောင်းအရရင်ဆိုင်ရအောင်မဲ့အခက်အခဲတွေကတီတာရှိမှစောင့်ကြိုနေပါသေးတယ်။ရဲစခန်းမှာတညသာဖြတ်တန်းပြီးတဲ့နောက်တီတာကိုကူညီရေးအဖွဲ့ရဲ့ကယ်ဆယ်ရေးစခန်းစီသို့လုံခြုံစွာပို့ဆောင်ပေးခဲ့ပါတယ်။ဒိုနေရာမှာမိမိလိုပဲဒုက္ခရောက်နေကြတဲ့မြမအမျိုးသမီးချင်းတွေ့ရတာကြောင့်တီတာရဲ့ရင်ထဲမှာအနှဲငယ်အေးချမ်းမှုရရှိခဲ့တာပါ။ဒါပေမဲ့အလုပ်ရှင်ကသူမကိုပစ္စည်းခိုးပြေးပါတယ်ဆိုပြီးမဟုတ်မမှန်ဆွဆွဲချက်နဲ့ပြန်လည်တရားစွဲဆိုလိုက်တဲ့အခါမှာတော့စိတ်ပူပန်မှုတွေတကြော့ပြန်လာခဲ့ပါတယ်။မမျှော်လင့်ပဲလူပိုင်းတရားရုံးရှေ့ကိုရောက်ရှိခဲ့ရပြီးတီတာတရားကြောင်းရွံတုံလှုံ့စွာနဲ့ခုခံခြေပခဲ့ရပါတယ်။ကူညီရေးအဖွဲ့ကရှေ့နေတွေနဲ့မြမတန်ရုံးရဲ့ပံ့ပိုးမှုကြောင့်တီတာခန္ဓာကိုယ်ကနှိပ်စက်ခံထားရတဲ့ဒဏ်ရာမှတ်တမ်းတွေဟာအဓိကသက်သေဖြစ်လာခဲ့တာပါ။အလုပ်ရှင်ဘက်ကငွေကြေးအင်အားသုံးပြီးအမှုမှန်ကိုဖုံးကွယ်ဖို့စ조사ပေမဲ့တရားသူကြီးကအမှန်တရားတိုင်းသာဆုံးဖြတ်ခဲ့ပါတယ်။တီတာမှာဘာပြစ်မှမရှိကြောင်းနဲ့သူမခံစားခဲ့ရတဲ့၃နှစ်စာနင်းနာကြေးတွေကိုအလုပ်ရှင်ကပေးလျော်စေရမယ်လို့အမိန့်ချမှတ်လိုက်ပါတယ်။၃နှစ်တာအတွင်းပထမဆုံးအကြိမ်တရားရုံးတော်အပြင်ဘက်မှာတီတာတယောက်ဝမ်းသာမျက်ရည်တွေနဲ့အော်ဟစ်ငိုချလိုက်မိပါတော့တယ်။အလုပ်ရှင်စီကတင်စီထားတဲ့တီတာရဲ့ passport နဲ့စာရွက်စာတမ်းတွေကိုလည်းတရားဝင်ပြန်လည်ရရှိခဲ့ပါတယ်။အမောင်တို့တွေကုံဆုံးပြီးဇာတိမြေမြန်မာပြည်သို့ပြန်ရတော့မယ်ဆိုတဲ့အသည့်ကြောင့်တီတာရင်ထဲမှာလွတ်လပ်ခြင်းရတာကိုစတင်ခံစားလိုက်ရပါပြီ။တရားရုံးအမှုခင်းတွေအားလုံးပြီးဆုံးသွားတဲ့နောက်မှာတော့တီတာအတွက်မြန်မာပြည်ပြန်မဲ့လေရင်လက်မှတ်ရရှိခဲ့ပါပြီ။ဒီစိတ်ကိုသွားရမယ့်မနက်ခင်းမှာတီတာတယောက်ဝမ်းသာလွန်လို့လက်တွေခြေတွေတုံရီနေပြီးအိမ်မက်တစ်ခုလိုပဲခံစားနေရပါတယ်။လွန်ခဲ့တဲ့၃နှစ်ကသွေးပြတ်ခြောက်ချားဝယ်ငရဲကန်းစီကိုရှောင်လန်းခဲ့တဲ့ဒူဘိုင်းလေဆိပ်ကြီးတဲ့ကိုဒုတိယအကြိမ်ပြန်လည်ခြေချခဲ့တာပါ။ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့သူမရဲ့မျက်ဝန်းတွေဟာအကြောက်တရားတွေအစားလွတ်လပ်မှုအလင်းရောင်တွေနဲ့တောက်ပနေခဲ့ပါတယ်။လေရင်ပေါ်တက်ပြီးထိုင်ကုန်မှာထိုင်လိုက်ရတဲ့အချိန်ကြာမှပဲငါတကယ်လွတ်မြောက်ခဲ့ပြီဆိုတဲ့အသည့်နဲ့ရင်ထဲကအလုံးကြီးကြာသွားခဲ့ရတာပါ။လေရင်ကြီးဒူဘိုင်းမြေကနေပြန်တက်သွားချိန်မှာအောက်ကမြင်တွေ့ရတဲ့ရွှေမြို့တော်ကြီးကိုကြည့်ပြီးတီတာရဲ့ရင်ထဲမှာကဘာမီးတောင်သလိုခံစားခဲ့ရပါတယ်။ရက်ဆက်လွန်းတဲ့လူတွေတိတ်ဆက်မှုတွေနဲ့အထီးကျန်ခဲ့ရတဲ့၃နှစ်တာအမှောင်ထုကြီးကိုကိုမျိုးတော်ကြီးမှာပဲထာဝရခြံထားခဲ့လိုက်ပါပြီ။လေရင်ပရင်းပေါက်ကနေတိမ်တိုက်တွေကိုငေးကြည့်ရင်မြမပြည်မှာစောင့်နေမဲ့မိခင်ကြီးရဲ့မျက်နှာကိုသာတန်းတာမှန်းဆနေမိပါတယ်။ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေကကြံနေအောင်မှဖြစ်ပေမဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုတော့နေ့အတော်ကြာမှပထမအောင်ဆုံးအကြိမ်ပြန်ရခဲ့တာပါ။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလေရင်ဘိတ်တွေမြေပြင်နဲ့ထိမှန်လိုက်တဲ့အတန်းဟာတီတာဘဝရဲ့အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်းအချက်ပေးတယ်မှာပဲ။ရန်ကုန်လေဆိပ်ရဲ့ထွက်ပေါက်မှာအိုမင်းရင့်ရော်ပြီးမျက်ရည်တွေနဲ့စောင့်ကြုံနေတဲ့အမေဖြစ်သူကိုမြင်လိုက်ရချိန်မှာတီတာတယောက်ပြေးဖက်လိုက်ပါတော့တယ်။၃နှစ်တိုင်တိုင်တကွဲတပြားစီဖြစ်နေခဲ့ရတဲ့မိခင်နဲ့သမီးဟာလူများကြားမှာတင်အားရပါရဖလဲတကင်းငိုကြွေးမိကြပါတယ်။သမီးလေးအိမ်ပြန်ရောက်ပြီနော်။ဘာမှမကြောက်နဲ့တော့ဆိုတဲ့အမေရဲ့ရင်ခွင်နွေးနွေးကတီတာရဲ့နှလုံးသားဒဏ်ရာတွေကိုကူးတာပေးလိုက်တယ်လို့ပါပဲ။ဇာတိအိမ်ပြန်ရောက်တဲ့အခါမှာအိမ်ရှင်စီကရခဲ့တဲ့နင်းနာကြေးငွေတွေနဲ့မိသားစုအတွက်အသေးစားကုန်စုံဆိုင်ရေးတစ်ခုကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။ဒူဘိုင်းကအိမ်မက်ဆိုးကြီးဟာညဘက်တွေမှာရံပန်ရံခါလန်နိုးစေတုံဖြစ်ပေမဲ့ဘေးနားမှာရှိတဲ့အမေရဲ့လက်ကိုကင်လိုက်တိုင်းအကြောက်တရားတွေပြဲလွင့်သွားရပါတယ်။သူမခံစားခဲ့ရတဲ့ဖြစ်ရဆိုးတွေကိုသင်ခန်းစာယူပြီးတရားမဝင်ရွှေပြောင်းလုပ်သားဘဝရဲ့အန္တရာယ်တွေကိုတခြားသူတွေသွားသိအောင်အမြဲဝေမျှသတိပေးနေခဲ့ပါတယ်။ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေဟာဖြည်းဖြည်းချင်းကျန်းမာတက်တာလာပြီးတီတာရဲ့မျက်နှာမှာအပြုံးပန်းတွေပြန်လည်ဝေစာလာခဲ့ပါပြီ။နိုင်ငံရပ်ခြားမှာသွေးပြတ်ခြောက်ခြားဖွယ်ရာကြုံတွေ့ခဲ့ရပေမဲ့ဇာတိမြေရဲ့အရေးအောက်မှာတော့သူမဟာလုံခြုံအေးချမ်းစွာအသက်ရှူနိုင်ခဲ့ပါတယ်။လူမဆန်တဲ့နှိပ်စက်မှုတွေကိုကြမ်းကြမ်းခံကြော်လွှားနိုင်ခဲ့တဲ့တီတာရဲ့စိတ်ဓာတ်ဟာအရင်ကထက်ပုံမရင့်ချက်ပြီး
တန်မာလာခဲ့တာအမှန်ပါပဲ။ခြောက်ခြားစရာ3နှစ်တာငရဲခန်းကြီးကိုအောင်မြင်စွာပိတ်သိမ်းနိုင်ခဲ့ပြီးတဲ့နောက်တီတာတယောက်လွတ်လပ်မှုအပြည့်နဲ့ဘဝအသစ်ကိုပျော်ရွှင်စွာဆက်လက်ရှောက်လန်းနေပါတော့တယ်